တော်လေးဟေးတာအလုံးလုံးနေလား ဩတာရဲ့ဒါတွေကဒေါ်လေးလုံနေကြပါ ဟမ်တော်လေးနေကောင်းလား ဩဒါတွေကဖြစ်နေကြပြီးကောင်းသွားမှာ ငါတော်လေးနဲ့ခတ်ပြီကိုဘူးဆိုင်မှာပါတော်လေး ငါလည်းပြောတော့ပဲကွာအမေကငါပြောစကားမှနားမထောင်ဘူး ဩတာရဲ့ဒါလေးလုံရခဲ့တော့တငယ်ချင်းတွေအေးစေးတော့စကားပြောကြအမေလုံစရာရှိရတယ်လုံလိုက်ဦးမယ် โอเคโอเคမေ သူ တော်တော်လေးဘာဖြစ်တာဟာလုံးပါတော့တော်လေး မူးတယ် တော်လေး တာရဲ့မူးတယ် တော်လေးညစင်ကြီးရ စင်ကြီးဘောကွာ ဒါလေးကအမေမတက်နိုင်တော့လို့ မမလို့ချင်မဟုတ်ကွာမမီး လိုက် ရ ပါရှူလိုက်ပါအနည်းတော့ဆေးဖို့လိုတယ်ကွာဒါငါမင်းကိုတက်နိုင်တော့လို့ကူညီပေးတာရှူလိုက်နော် အမေစီးဖို့အတွက်လိုတယ်ကွာငါလို့ချင်ရတက်တက်ပြီးပြောက်ပါလူတွေကအလုပ်ခံနေတယ် စိတ်နဲ့ပါကွာငါရှိတယ်နော်ငါရှိနေတယ်ငါမင်းကိုကူညီသွားတယ်ကူညီတော့နော် ပြီးတော့ဟယ်လိုအေးတာကြီးမင်းအစင်မပြေလို့ငါကြားတယ်ကွာငါမှအလုပ်တစ်ခုရှိတယ်ဘာအလုပ်လဲအဲအလုပ်ကဟုတ်အခုကျွန်တော်ပြောထားကြည့် ဟောကြားလာပြီပဲမင်းကတွင်ပြောတဲ့တယောက်ပဲမင်းကြီးကမစိုးပါဘူးသင်ပြေတော့ပါနဲ့ အခုပဲပါကျွန်တော်ငွေလိုလို့တော့မြေစီးဖို့အတွက်ကျွန်တော်လုပ်တာပါ ကောင်းပြီလေမင်းလိုတဲ့ငွေကိုငါထုတ်ပေးမယ်ဒါပေမဲ့မင်းကဖောက်တဲ့တွေကိုစစ်သွအောင်လုပ်လို့မရဘူးနော် ဟုတ်ကဲ့ပါဆရာ နောက်ဆိုမင်းငွေလိုရင်ကအရှင်မြေဖုန်းဆက်လိုက်ငါစီမှာဖောက်တဲ့တွေပေါ်တယ်မင်းစူးစမ်းရင်အကုန်လုံးကမင်းတို့ရဲ့ကြီးရ ကျွန်တော်ကြိုးစားပါမယ် โอเคသူရင်မင်းသူ့ကိုသူ့လိုမှနေရာတော့ပို့လိုက်ရတယ်အေးသူရင်ပြောဘာမင်းကမြတ်လူပါဝတော့မင်းအဆက်မင်းမသိဘူးပဲဒီကိစ္စဖြစ်ရင်ကာကွယ်သုံးပါလို့ငါအတန်တန်မှားထားပြီးသားအခုတော့မင်းတို့ဖြစ်ချင်တိုင်းဖြစ်ပြီးမှငါစီမှာလာပြီးပြောတယ်ပါဟုတ်လားဒါအလူလုံးနေတာမဟုတ်ဘူးဖာရန်ကွာဖာရန်အေးမင်းတို့စိတ်နဲ့မင်းတို့ကိုဖြစ်ပြီးခါမှငါစီမှာဘာမှလာမပြောနဲ့မင်းတိုင်းနဲ့မင်းကမင်းတွားချင်းသွားတော့သွား အရှင်တို့အေးဒါတူရရဲ့အိမ်လား ဟုတ်ပါရဲ့ရှင်အကွာဘယ်သူလဲမသိဘူး အကူကတူရရဲ့တူငယ်ချင်းမှာတူရကိုလာရှာတာတူရအိမ်မှာရှိလား ဟဲ့အကိုတကယ်ပဲမသိရလားအကိုသူရင်းကဆုံးသွားတာ3လရှိပါပြီလေ ဘလို့ဖြစ်ပြီးဆုံးတာလဲညီမလေး ဆရာဝန်ရဲ့ဆေးစစ်ချက်ရတော့သူက HIV ကိုရှိနေတာတဲ့ စမ်းနေပြန်လာပါဘောသမီးလေးရဲ့ဒီကဟိုမှာဝင်းမှာလှုပ်သွားလို့နေရတာလေအားကြောင့်ဒုမလို့ကြာတာဒီနေ့ကျဦးလေးလိုက်ဝယ်ပြီးမှာပေါ့နော်ဒီနေ့ကျတောင်းဝယ်မယ်ဟယ်လို ကျွန်တော်ဒီကနေ့ပြီးရတယ်လောက်ခတ်တော့မှာဗျာ ဘာပြောတယ် ရှိရဲ့ မောင်လေးငွေကြီးအတွက်ဆိုရင်ဘာမှမတူရင်အမတယောက်လုံးရှိနေပြီလားမောင်လေးလိုအပ်တာတွေအကုန်ပြောနော်အမတယောက်လုံးရှိတယ်ဘာလိုအပ်လဲလိုအပ်တာတွေအကုန်လုံးအမကိုပြောအမအကုန်ဖြည့်ဆည်းပေးတယ် အားကြောင့်မောက်ချစ်နေရတာအလေးကြော်လေးစားအောင်ဗျ မောင်လေးဒီလိုလေငွေကြီးကဘာမှစိတ်အမတယောက်လုံး ဒီခွင့်လိုက်တယ်မင်းစွနာဘာသာချိုးချိုးရလဲ ကျွန်တော်လှုပ်ထုတ်ပေးပါတော့ ဘာအလုပ်ထက်မှဟုတ်လားပြောရတဲ့တတိ ကျွန်တော်လွတ်လွတ်လပ်နေခြင်းတယ်ကျွန်တော်ပျော်ရွှင်မှုတွေပေးပါတော့ မင်းထွက်ရထွက်ကြည့်လိုက်လေမင်းငါ့အကြောက်ကောင်းကောင်းသိစေရမယ် ဖတ်တယ်ဗျာခင်ဗျားဆိုင်ရရတဲ့ပတ်စံ
तू ကသွားပြီဆိုတော့ငါတို့ကဘာလုပ်ရမှာလဲနေဘယ်လိုဖြစ်ရှင်းပေးပါလဲပြောအေး तू မရှိရင်နေပဲနေလိုက်တော့ငါတို့နဲ့ဆိုင်ရေအဆိုင်ဒီကိုခဏလောက် ရှင်းမငါဘာမငါခဲစရာရှိလို့လည်းမသိဘူးသိပြရမလားရှင် ဟုတ်ဒါညီးသားမလားပေါ်ဆွဲလဲညီးသားပုံမယ်အောက်ဆွဲလဲညီးသားပုံညီးသားတော်တော်ဆိုးတာပဲအေး အဲ့ဒါတက်တာလား ဒါပါတယ်ဒါရေဒီလိုပါပဲပြီးရင်ကောင်းသွားမှာ လေဒီကတာစီးဝယ်ခဲ့တယ် ဟမ် မိဘာလို့တောက်ရိုက်တာလဲမ ဘာလို့ရိုက်တာလဲဟလားမင်းဘာတော့လဲဆိုမင်းမသိဘူးလားဟမ်မင်းရဲ့မတန်ရှင်းတဲ့ငွေနဲ့ဝယ်လာတဲ့ဒီစိတ်ငါဘယ်တော့မှမတတ်ဘူးမင်းလိုသားမျိုးလဲငါမှမရှိဘူးတွားအခုထွက်သွားတွားမင်းမှမမြင်ချင်ဘူးတွား ထွက်သွားလိုက်ပါအနည်းကနေတိတ်ကောင်းတော့မဟုတ်ဘူးကွာ အောင်မြတ်မင်းကမှလောက်တာ င်းငါ့ မင်းကငါမင်းနေပြီ မင်းငါ့လွတ်ပါငါတင်မအေးမမင်းလည်းငါနာမလားနေတော့ မင်းမလာမင်းဘာကြီးပဲဖြစ်နေမင်းကငါထွက်တော့တူးတဲ့တော့တင်နေတယ်ဟောမင်းနားလေလား ငါမအချက်မိဖို့ရှိနေအဲ့ဒါမင်းသိလားငါဘဝဘယ်လိုဖြတ်တန်းရမှာငါမားတာအဲ့ဒါငါသိရမှာ ဟုတ်တာမင်းကမင်းအပြစ်မတင်ပါနဲ့ကွာမင်းမဒီလိုယောဂရှိနေတယ်ဆိုရင်တော့ငါမင်းဘယ်တော့မှပြစ်မသွားဘူးငါမင်းရဲ့ပြေးမှာအမြဲတမ်းရှိနေမှာတကယ်ချင်းကောင်းတယောက်နေမင်းမဒီလိုယောဂရှိနေတယ်ဆိုရင်တော့မင်းစေးပုံမှန်တောင်းမယ်ဆိုလို့ရှိရင်မင်းငါတို့လိုမျိုးလူသားစီနေသွားလို့ရတယ်ဘာမှမဖြစ်ပါဘူးတကယ်ချင်းပြီးတော့အိမ်မှာလည်းမင်းကိုအနေဆောက်နေတယ်ဟုတ်တော့အောင်နော် ပြီးတော့ဒီတမ်းမှာလည်း ဒါရေဟုတ်လို့ပါရဲ့ဒါရေဒါအမေသားပဲလေအမေပြတ်ပါရဲ့ဒါပဲဒီဖြစ်သားရေဒူရီယာဘဝချင်းကအတူတူပါပဲခြားနာကြည့်မရှိဘူးအမြဲမတတ်တာလူတော်တိုင်းရဘိုးရဲရဘိုးရဲပဲသားရေအဲ့တော့သားအမေအတွက်အမြဲတမ်းပါရမယ်အခုလိုလိမ်မာလာတယ်အမားနဲ့အမှန်ရောက်လာတဲ့အတွက်လေအမေညာကြီးဝန်တာရဲ့သားရေ ဒါမိတော့တမပြီးတော့သူလည်းခဲ့တာဒါမိငှက်ချစ်တယ်တော့ရောက်လို့ဟမ်ငါမျိုးလက်ချနေတာဘယ်ကြောက်လဲ မင်းဟာဘာလဲတန် ဘာမှမဟုတ်ကွာဒီအောင်လို့ပေါ်တဲ့ဖြစ်ချင်မှာမင်းတို့ကောင်းလို့ပြီးလို့ချင်းစားလို့ကျေးဇူးပါကွာ ဟုတ်ပါတော့အားလည်းမင်းတို့တမီးကြီးပြရတယ်ဘယ်မှာလဲ ဒီပါ ဟာ တငယ်ချင်း